မြန်မာပြည်ကအလှဆုံးရွာရှိန်ခေါင်မြန်မာပြည်ရဲ့ရေခဲပြင်ပေါ်ကရွာလေးလို့တင်စားခေါ်ဝေါ်ကြတဲ့ရှိန်ခေါင်ရွာလေးဟာမြန်မာပြည်မြောက်ပိုင်းခေါင်းလန့်ဖူးမြို့နယ်စီထန်အုပ်စုတရုတ်နယ်စပ်နားကရွာလေးဖြစ်ပါတယ်မြန်မာပြည်မှာနှင်းတွေမပြတ်ကျပြီးတဘာဝအလှကိုထိတွေ့ခန်းစားဖို့ရှားပါပေမဲ့ဒီရွာလေးကတော့စောင်းရသည်မှာအမြဲမပြတ်စီးနှင်းတွေဖုံးလွှမ်းနေပါတယ်ပူပြီးဂုံယူစရာကောင်းတာကအာဆီယံနိုင်ငံတွေထဲမှာနှင်းတွေဖုံးတဲ့နေရာဆိုရင်မြန်မာနိုင်ငံထဲမှာပဲရရှိနိုင်ပြီးပြည်တွင်းမှာတောင်ကချင်တောင်တန်းတွေမှာပဲမြင်ရနိုင်တာပါရှိုင်းခေါင်ရွာလေးဟာမြန်မာနိုင်ငံရဲ့မြောက်ဘက်အစွန်ဆုံးပင်လယ်ရေမျက်နှာပြင်အထက်9960ပေမှာတည်ရှိနေပြီးအနီးမှာလည်းနှင်းတောင်တန်းတွေဝိုင်းရံထားပါတယ်ဒီရွာလေးကိုဆွစ်ဇာလန်နိုင်ငံရဲ့ရွာလေးလို့တင်စားကြရခြင်းအကြောင်းရင်းကနှင်းကြတဲ့ရာသီမှာဆိုအင်ခေါင်မိုးတွေမှာဆင်းနှင်းတွေအပြည့်ရှိနေတာပါတရုတ်နယ်စပ်အနီးမှာတည်ရှိနေတဲ့ရွာလေးဖြစ်တာမို့တရုတ်ယဉ်ကျေးမှုဖုံးလွှမ်းနေပြီးတရုတ်ဘာသာစကားတရုတ်ငွေကြေးကိုသာအဓိကအသုံးပြုကြတယ်လို့ဆိုပါတယ်။ရှိုင်းခေါင်ရွာလေးဟာမြန်မာနိုင်ငံဘက်ကဆိုရင်တွာလာရခက်ခဲပြီးတရုတ်ဘက်ကဆိုရင်တော့ဆက်သွယ်တွာလာရပိုလွယ်ကူတာကြောင့်တရုတ်ကိုမိခိုနေရပါတယ်။အရင်ကဆိုရင်အနည်းဆုံးမြို့ဖြစ်တဲ့ခေါင်းလန့်ဖူးမြို့ကနေရှိုင်းခေါင်ရွာကိုလာဖို့ဆိုရင်9ရက်ကြာလမ်းလျှောက်သွားရတာဖြစ်ပေမဲ့လက်ရှိမှာတော့ကားလမ်းပေါက်နေပါပြီ။ရှိုင်းခေါင်ရွာလေးကိုလာမယ်ဆိုရင်တရုတ်နိုင်ငံဘက်ကနေလာတဲ့လမ်းကြောင်းနဲ့မြန်မာနိုင်ငံဘက်ကနေလာရတဲ့လမ်းကြောင်းဆိုပြီး2မျိုးရှိပါတယ်။တရုတ်ဘက်ကနေလာမယ်ဆိုရင်မြကြီးနားဝိုင်းမော်စဒုံကမ်ပိုက်တီမှတဆင့်တရုတ်နယ်ခြားဂိတ်ကူးရုံမှဖီမော်ဖူကုန်းမှတဆင့်ရှိုင်းခေါင်ရွာကိုရောက်မှာဖြစ်ပါတယ်။ပြည်တွင်းကနေဆိုရင်တော့မြကြီးနားဘူတာအိုမချမ်းဘော်မကွေးစာရီဒန်ခေါင်းလန့်ဖူးအဘွန်ထန်ညီဝဇင်ယောမှတဆင့်ရှိုင်းခေါင်ရွာလေးကိုတွားလည်ပတ်လို့ရပါတယ်။ပြည်တွင်းကနေတွားမယ်ဆိုရင်ခီးလန်းချမ်းပြီးရက်ကြာရှည်တာမို့အရင်ကဆိုတရုတ်နိုင်ငံကနေတဆင့်တွားရောက်ကြရတဲ့ထူးခြားလာတဲ့ရွာလေးဖြစ်ပါတယ်။ရီဒန်ရွာမှာညီဝါရွာထိကားလမ်းမပေါက်သေးလို့ရီဒန်မှာခေါင်းလန့်ဖူးမျိုးထိစိုက်ကယ်လမ်းနဲ့တွားရပြီးရင်းကနေညီဝါရွာထိခြေလင်ခီးနဲ့တရက်နဲ့နေတပိုင်းတွားရပါတယ်။ညီဝါရွာကနေရှိန်ခေါင်ရွာထိကားလမ်းပေါက်နေပြီလို့အေးဆေးတွားလို့ရပြီနဲ့ပြည်တွင်းကနေတွားမယ်ဆိုရင်တော့အနည်းဆုံး3ရက်ကြာမှရောက်မယ်ရွာလေးဖြစ်ပါတယ်။ရှိန်ခေါင်ရွာလေးဟာဝေးလံခေါင်တည်ပေမဲ့တဘာဝလားကိုအကောင်းဆုံးရနေပြီးတစ်သားအိမ်လေးတွေကိုနှင်းတောင်တန်းတွေနောက်ခံထားပြီးရှုမြင်လို့ရနိုင်ပါတယ်။ဒေသခံတွေဟာရှေးပတိရှာဖွေတာဈေးဝါတစ်ဖူတစ်မြစ်တွေရှာဖွေကြတာနဲ့တတ်မွေးကြပြီးဒေသခံတွေဝန်ထမ်းတချို့ကလွဲလို့အရောက်ပေါက်နေလာတဲ့ရွာငယ်လေးဖြစ်ပါတယ်။နှစ်စဉ်နိုဝင်ဘာလကနေဇန်နဝါရီလအထိစီးနှင်းထူထပ်စွာကျဆင်းလေရှိပြီးနှင်းတောင်တန်းနောက်ခံတဲ့အင်မတန်လှပလွန်းတဲ့ရွာလေးလေးဖြစ်ပါတယ်။မြန်မာပြည်မှာဒီလိုနှင်းကြပြီးလှပလွန်းတဲ့နေရာမျိုးဆိုတာရှားပါပြီးတခြားကျေးရွာတွေနဲ့မတူပဲတနေရာထဲမှာပဲထူးထူးခြားခြားတွေ့မြင်ခွင့်ရနိုင်တဲ့အလှဆုံးရွာလေးလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်ပန်းဝါမြို့မှာလည်းစီးနှင်းကျဆင်းတာမြင်တွေ့ရနိုင်ပေမဲ့မတူပဲတမူထူးခြားပါတယ်။စိတ်မကောင်းစရာတစ်ခုက2023ခုနှစ်